social media ပေါ်မှာပဲကြွယ်ပြနေတဲ့ဂျိတ်ဘောကိုကျိုးဝိုင်းထဲမှာစုံမလိုက်တဲ့ဂျိုရှူအာဒီနေ့ကျင်းပခဲ့တဲ့ most valuable promotion ရဲ့အဓိကဆွဲဆောင်မှုဖြစ်တဲ့လက်ဝှေ့ပွဲစဉ်မှာတော့ကမ္ဘာ heavyweight champion ဟောင်းအန်တိုနီဂျိုရှူအာကစိန်ခေါ်သူဂျိတ်ဘောကိုစက်တမအချီမှာပဲအပြည့်အသက်အလေးထိုးပြီးအနိုင်သွားခဲ့ပါတယ်။ပွဲမစားခင်ကလေးကအတွေ့အကြုံချင်းမိုးနဲ့မြေလိုကွာခြားနေတဲ့ဒီပွဲပေါ်မှာဝေဖန်မှုတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ပွဲစားပိုင်းမှာတော့ဂျိတ်ဘောကပရိသတ်တွေမျှော်လင့်ထားတဲ့ပုံမှုကောင်းမွန်တဲ့ခံစစ်ပုံစံနဲ့အတူဂျိုရှူအာကိုခံနိုင်ရှိမြိုင်သွားနိုင်ခဲ့ပါတယ်။ဂျိတ်ဘောရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုတွေကြောင့်မလို့အစောပိုင်းအချီတွေမှာဂျိုရှူအာအတွက်အခက်အခဲတွေ့စီခဲ့တာတော့အမှန်ပဲ။ပြေစမချီရောက်တော့ပွဲအခြေအနေကတမျိုးတစ်ပုံပြောင်းလဲသွားပါတယ်။ဝါရင် heavyweight တက်လုံနေနဲ့အတူတူဂျိုရှူအာကသူ့ရဲ့ပြင်းထန်တဲ့လက်သီးချက်တွေကိုစတင်ပြီးထုတ်သုံးလာပါတော့တယ်။အဲ့ဒီအချိန်မှာတွေမဲ့ဂျိတ်ဘောကဂျိုရှူအာရဲ့အားပါတဲ့ထိုးချက်တွေကြောင့်မလို့နှစ်ကြိမ်တန်းတိုင်းကျိုးဝိုင်းကျမ်းမြေပေါ်မှာလေးကျသွားခဲ့ရပြီးတော့ပွဲရအပြေပေါ်ဖို့တက်နီးစက်လာခဲ့ပါပြီ။လူနဲ့နောက်ဆုံးစတမအချိန်မှာတော့ဂျိုရှူအာကအမှားယွင်းမရှိဘဲနဲ့ပွဲကိုအပြတ်သက်အဆုံးသတ်နိုင်ခဲ့ပါတယ်။ဂျိတ်ဘောရဲ့ခံစစ်ကိုဖြိုခွဲပြီးနောက်ဆုံးပိတ်အလဲထိုးလက်သီးချက်တွေနဲ့အတူတူဂျိတ်ဘောကိုကျိုးဝိုင်းကျမ်းမြေပေါ်မှာပဲအရှုံးပေးသွားစေခဲ့တာပါ။ဒီနိုင်ပွဲဟာဂျိုရှူအာအတွက်သူ့ရဲ့ထိပ်တန်းအဆင့်တန်းနဲ့အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဂုဏ်သိက္ခာကိုထပ်မံပြီးတော့တက်တည်ပြလိုက်တာဖြစ်ပါတယ်။ Pro Level ဆိုတာဒါမျိုးပဲလို့ဂျိုရှူအာကသူ့ရဲ့လက်သီးချက်တွေနဲ့ပြောကြားသွားခဲ့တယ်လို့ Netflix ကနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ဒီပွဲကလက်ဝှေ့ဝါသနာရှင်တွေရဲ့ဂျားတွေမှာအကြီးကျယ်ရေပန်းစားလာခဲ့ပါတယ်။ဂျိတ်ဘောအနေနဲ့အရှုံးပေးခဲ့ရပေမဲ့ကမ္ဘာအဆင့်ကစားသမားတူကိုစက်တမအချီတီတောင်မှတောင့်ကန်နိုင်ခဲ့တာကလေသူ့တက်ကတော့အမတ်တရားတစ်ခုဖြစ်လာမှာပါ။ဒါမဲ့ heavyweight လောကမှာတော့ AJ ဆိုတဲ့နာမည်ကဆက်လက်ပြီးတော့စိုးမိုးနေမှာဖြစ်ကြောင်းဒီပွဲကသက်သေပြသွားခဲ့ပါပြီ။မိုင်ယာမီရဲ့ခါစီယာစန်နာမှာကျင်းပခဲ့တဲ့အဲ့ဒီပွဲစဉ်ကလက်ဝှေ့လောကရဲ့စံနှုန်းစံချိန်နဲ့ဆိုရှယ်မီဒီယာကနေပြီးတော့တက်လာခဲ့တဲ့ပုံရိပ်အောင်ကြားကနေပြီးတော့ကြီးမားတဲ့ကွာဟာချက်ကိုကွက်ကြပြသသွားခဲ့တာဖြစ်ပါတယ်။ဂျိတ်ဘောရှုံးနေခဲ့ရတဲ့အဓိကအချက်ကတော့ heavyweight လောကရဲ့ထိပ်တန်းအဆင့် class နဲ့ဘောက်ဆင် IQ အပိုင်းမှာဂျိုရှူအာလုံးဝရှင်းနိုင်စွမ်းမရှိတာကြောင့်ပါ။ဂျိတ်ဘောကပွဲစားမှာမျောလင်းချက်အချို့ပေးနိုင်ခဲ့ပေမဲ့ဂျိုရှူအာရဲ့နီးစနစ်ကြတဲ့ဖိအားပေးမှုနဲ့ဝေးရနေမျိုးထိန်းချုပ်ထားနိုင်တဲ့လက်လန်းအားသာချက် reach ကိုမကျော်နိုင်ခဲ့ပါဘူး။အထူးသဖြင့်ဂျိုရှူအာကပြင်းမဲ့ကိုအရင်ဆုံးအကဲခတ်ပြီးတော့ဂျိတ်ဘောရဲ့ခန္ဓာကိုယ်ပိုင်း body shot တွေကိုအဆက်မပြတ်ထိုးနှက်ကအင်အားချိနေအောင်လို့အရင်လုပ်ခဲ့တာကဝိုင်းချန်ပီယံတူရဲ့ပါနဲ့တဲ့နီးပြွာဖြစ်ပြီးတော့ဂျိတ်ဘောအတွက်ကတော့ဒါဟာတစ်ခါမှမကြုံမှုတဲ့အဆင့်မြင့်တိုက်စစ်ဆင်မှုမျိုးဖြစ်နေခဲ့ပါတယ်။အန်တိုနီဂျိုရှူအာအနိုင်ရရှိသွားတဲ့အကြောင်းရင်းကတော့သူ့ရဲ့မွေးရပါရုပ်ပိုင်းဆိုင်ရာတာလည်မှုအပြင်ပြီးပြည့်စုံတဲ့ပါဝါနဲ့ killer instinct အကြောင်းပဲဖြစ်ပါတယ်။ဂျိုရှူအာကဂျိတ်ဘောရဲ့ခဲစစ်အမောက်ကိုစိတ်ရှည်လက်ရှည်စောင့်ဆိုင်ခဲ့ပြီးတော့အခွင့်အရေးရတဲ့တပြိုင်နက်မိုးကြိုးပြစ်တယ်လို့မျိုးပြင်းထန်တဲ့လက်သီးချက်တွေကိုတိတိကျကျထုံသုံးသွားခဲ့တာပါ။ဂျိုရှူအာအနေနဲ့ social media မှာဘလောက်ပဲဟန်ရေးပြနိုင်ပါစေဂျိုးဝိုင်းเนี่ยတကယ်လက်တွေ့ကဘာမှာတော့ဂျိုရှူအာရဲ့လက်သီးချက်တစ်ချက်ချင်းစီကသူ့အတွက်အသက်အန္တရာယ်ရှိလောက်အောင်ကိုပြင်းထန်လုံးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျိုရှူအာရဲ့ဝါရင်အတွေ့အကြုံနဲ့အိုလံပစ်ရွှေတံဆိပ်ဆုရှင်တူရဲ့အစင်တန်းကဂျိတ်ဘောရဲ့ရဲတင်းမှုကိုအပြတ်အသက်ချိန်မုံပြစ်နိုင်ခဲ့ပြီးလက်ဝှေ့လောကမှာ hype ထက်စကီးရတာအမြဲတမ်းအောင်နိုင်သူဖြစ်ကြောင်းမန်ပါပါနဲ့တက်တည်ပြသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။လက်ရှိသတင်းတွေအရဂျိုရှူအာက2026ခုနှစ်အတွင်းမှာချန်ပီယံဆုအတွက်ပြန်လည်စိန်ခေါ်ဖို့ပြင်ဆင်နေပြီးတော့အထူးသဖြင့်ပရိသတ်တွေနှစ်ပေါင်းများစွာစောင့်မျှော်နေတဲ့ Tyson Fury နဲ့ထိုးသက်မဲ့ပွဲစဉ်ကလည်းပြန်လည်ပြီးတော့အသက်ဝင်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ဒါပေမဲ့ဂျိုရှူအာအနေနဲ့ heavyweight champion ဆုတွေကိုတကယ်ပဲပြန်လည်ရယူနိုင်မလားဆိုတာကတော့လာမယ့်ဖေဖော်ဝါရီလမှာထိုးသက်ဖို့ရှိနေတဲ့အဆင့်မြင့်ပြိုင်ဘက်နဲ့ပွဲစဉ်အပေါ်မှာအများကြီးမူတည်မှုရှိနေပါတယ်။သုံးသုံးသပ်မယ်ဆိုလို့ရှိရင်တော့ဂျိုရှူအာကချန်ပီယံလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ဖို့အတွက်တကားပွင့်သွားခဲ့ပြီဖြစ်ပေမဲ့ကမ္ဘာအဆင့်တန်းစစ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကတော့ရှေ့မှာရှိနေတဲ့ heavyweight ကစားသမားကြီးတွေကိုဘယ်လိုကြော်ဖျက်ရမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။